သူတချင်းအောင်ဆင်မမဆိုတဲ့ဆိုင်းရီမိုဇက်အဖွဲ့ကိုတဲပြောလာတဲ့အဆိုတော်ရဲရင်အောင်ဆိုင်းရီမိုဇက်အဖွဲ့ကဇက်စီယာအောင်ကျော်ထွန်းကတော့နာမည်ကြီးအဆိုတော်ရဲ့တချင်းကိုခိုးတုံးထားလို့ပြဿနာဇက်တိုက်တက်လာပါပြီအခုဆိုရင်အဆိုတော်ရဲရင်အောင်ရဲ့မင်းမေရောစူရောမှာပဲတချင်းကိုဆိုင်းရီမိုရဲ့ဇက်အဖွဲ့ကလူရှင်တော်တွေက TV မှာလိုက်လွှင့်လို့ရဲရင်အောင်ကပြောလာတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်တစ်ပတ်ကမှအဆိုတော်မင်းစီသူရဲ့တချင်းကိုခွင့်ပြုချက်မတောင်းပဲတုံးခဲ့လို့ပြဿနာတက်ခဲ့တဲ့ဆိုင်းရီမိုဇက်အဖွဲ့ဟောင်းအခုတစ်ခါမှလည်းအဆိုတော်ရဲရင်အောင်ရဲ့နာမည်ကြီးတချင်းဖြစ်တဲ့မင်းမေရောစူရောမှာပဲတချင်းကိုဇက်အဖွဲ့ကလူရှင်တော်တွေက TV ကနေလိုက်လွှင့်တဲ့ပွဲမှာထပ်မံသိဆိုခဲ့ကြပြန်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရဲရင်အောင်ကအခုလိုအဖွဲ့အစည်းလိုကိုတက်ပြီးတော့လိုက်လွှင့်တဲ့ပွဲမှာဘသူ့ကိုအကြောင်းကြားပြီးဘသူ့စီကခွင့်ပြုချက်ယူထားတယ်လဲဆိုတာကိုပြက်ပြက်သားသားဒဲမေးခွန်းထုတ်လာခဲ့ပါတယ်ရဲရင်အောင်ကိုယ်တိုင်ကသူ့ပိုင်းတဲ့တချင်းကိုလိုက်ထုတ်လွှင့်မှုဒါမှမဟုတ်ရိုက်ကူးရေးပါတဲ့ပွဲတွေမှာဆိုမယ်ဆိုရင်တော့ music producer တွေကိုအကြောင်းကြားပြီးတော့သူတို့ရတဲ့ရထိုက်တာကိုပေးရတယ်လို့ရှင်းပြထားပါတယ်။စီးပွားဖြစ်မဟုတ်တဲ့အသေးစားဖျော်ဖြေမှုတွေမှာတီဆိုဖို့ခွင့်တောင်းမယ်ဆိုရင်ကြီးကြီးပြူပြူခွင့်ပြုပေးပေမဲ့အခုလိုစီးပွားဖြစ် live stream တဲ့ကိစ္စမျိုးတော့အခုရောနောက်ရောနားလည်ပေးလို့မရတယ်လို့လုံးဝခွင့်မပြုကြောင်းကိုပြတ်သားစွာတုံ့ပြန်သွားခဲ့ပါတယ်။သူများရဲ့အမှုပညာဖန်တီးမှုချွေးနှဲစာကိုအလွယ်တကူယူသုံးတတ်တဲ့ဆိုင်းရီမိုဇက်ဖွဲ့ရဲ့လုပ်ရက်နဲ့ရဲရင်အောင်ရဲ့ပြတ်သားတဲ့တုံ့ပြန်မှုအပေါ်ပရိသတ်ကြီးတို့ရောဘယ်လိုမြင်ကြပါသလဲ။